ဒီ vlog လေးကတော့တိုက်ကြီးမျိုးနယ်မှာရှိတဲ့မြစိမ်းတောင်တောရဝိပဿနာကျောင်းကိုတရက်သွားရောက်ခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်ရန်ကုန်ကနေကားနဲ့ကျွန်တော်တို့မနက်၈ နာရီခွဲမှာစတင်ထွက်ခဲ့ပါတယ်မိုးလေးကလည်းအုံနေတော့ကားစီရတာလည်းအေးအေးချက်ချက်နဲ့အရင်အဆင်ပြေလာပါတယ်မြစိမ်းတောင်ကိုရောက်ချင်းပဲဆရာတော်ကြီးအသည့်တီထားကိုးကွယ်ဆောက်လုပ်ထားတဲ့တောရအမှတ်16ကဖျားကိုအရင်ဦးဆုံးသွားရောက်ဖူးမြော်ခဲ့ပါတယ်ဒီနေ့ဟာဆိုလို့ရှိရင်ဧကအရန်ကျေဝန်းပြီးတော့ဇီဒီပထိုးတွေကလည်းတကယ်ကိုအများကြီးပဲရှိပါတယ်အရန်ကိုလည်းအေဂျင့်ပြီးတော့တကယ်တောထဲကိုကျွန်တော်တို့ရောက်နေတာဖြစ်တဲ့အတွက်ကြေးငှက်တာရကာလေးတွေရဲ့အတန်လေးတွေဟာဆိုရင်လည်းတကယ်ကိုနဝင်ချိုလာပါတယ်အဲ့ဒီနောက်မှာကျွန်တော်တို့တွေဖျားဖူးပြီးတဲ့အနောက်မှာတော့ဒီတောရအမှတ်16မှာရှိတဲ့ဆရာလေးတွေကကျွန်တော်တို့တွေကိုနေလေသာသုံးဆောင်ဖို့အတွက်ဆိုပြီးတော့တရက်သီးတွေမုံတွေငပြောသီးတွေအများကြီးပဲသုံးဆောင်ဖို့အတွက်စီစဉ်ပေးခဲ့ပါတယ်ဒီဟာဒီအဆောင်ကဆိုလို့ရှိရင်တော့ကျွန်တော်တို့စွန်စားကျောင်းဆောင်ပဲဖြစ်ပါတယ်တော်ရဆက်ခွန်မှာဖျားဖူးပြီးတဲ့အခါမှာတော့ဒီလမ်းလေးရဆိုလို့ရှိရင်အပြန်လမ်းလေးပဲဖြစ်ပါတယ်ဒီလမ်းလေးရဆိုရှင်တကယ်တော်ထဲမှာဖောက်လုပ်ထားတဲ့လမ်းလေးဖြစ်ပြီးတော့ဒီလမ်းအကုန်လုံးကိုလည်းတောက်လျှောက်ကိုအုပ်နီခဲလေးတွေနဲ့ကျွန်တော်တို့ခင်းပေးထားတာဖြစ်တဲ့အတွက်လမ်းလေးကလည်းသွားရေးလာရေးမခက်ခဲပဲနဲ့လွယ်လွယ်ကူကူနဲ့ကျွန်တော်တို့သွားလို့ရပါတယ်တော်ရဆက်ခွန်ကနေပြီးတော့မှကျွန်တော်တို့တွေဖူးမြော်ပြီးတဲ့နောက်မှာတော့တော်ရကိုဓာတ်တော်တောင်ကိုဆက်လက်ပြီးတော့ထွက်ခွာခဲ့တာပဲဖြစ်ပါတယ်။ဟာဆိုလို့ရှိရင်လည်းဖျားသုံးစုရဲ့ဓာတ်တော်တွေရှိတယ်လို့လည်းပါဇက်ရာဇဝင်လေးတွေရှိပါတယ်။ဒီနေရာလေးကတော့ကျွန်တော်တို့ဒါဓာတ်တော်တောင်ရဲ့တောင်ကြီးဖြစ်ပါတယ်။ဒါကတော့တောင်ပေါ်ကိုတက်တဲ့လေကတစ်လေးတွေပဲဖြစ်ပါတယ်။မိုးရသည်ရောက်နေတာဖြစ်တဲ့အတွက်တော့ကျွန်တော်တို့ဖြည်းဖြည်းချင်းပဲတက်သွားကြရပါတယ်နည်းနည်းရှည်ညှိလေးတွေလည်းရှိတဲ့အခါကျတော့ချော်လဲမှောင်တတိပြူရပါတယ်ဒါကတော့တကယ်တော်နက်ကြီးတွေကိုရောက်နေတာကိုကျွန်တော်ပြချင်တာပဲဖြစ်ပါတယ်တကယ်ဘေးကိုကြည့်လိုက်လို့ရှိရင်ဘယ်နေရာမဆိုတကယ်တော်နက်ကြီးပဲဖြစ်ပါတယ်ဒါကတော့ဓာတ်တော်တောင်ပေါ်မှာရှိတဲ့စောင်းတန်းလေးထဲမှာထားတဲ့ကျွန်းနက်တွေပဲဖြစ်ပါတယ်ဒီကျွန်းနက်တွေဟာဆိုလို့ရှိရင်တကယ်ကိုအသားတွေကမာကြောပြီးတော့မှတကယ်တန်ဖိုးရှိတဲ့တဘာဝပစ္စည်းတွေပဲဖြစ်ပါတယ်ဒီဆောင်တန်းထဲမှာဆိုလို့ရှိရင်လည်းဝိဇာတွေရဲ့ရုပ်ထုတွေဖျားစိန်တူတော်တွေပြီးလို့ရှိရင်ကျွန်တော်တို့ကြောက်စာတိုင်းလေးတွေလည်းကျွန်တော်တို့ရှိပါတယ်ဒီဆောင်တန်းရဲ့အပြင်ဘက်မှာတော့ဓာတ်တော်တောင်မှာတည်ထားတဲ့စီဒီလေးရှိပါတယ်ဒီစီဒီလေးရဲ့ဘေးမှာဆိုလို့ရှိရင်လည်းရဟန်းတန်ဃာတွေတည်င်းသုံးတဲ့တပားချောင်းဆောင်လေးတွေရှိပါတယ်တကယ်အရန်ကိုအေးချမ်းပြီးတော့ဖျားဖူးရတာလည်းအရန်ကိုစိတ်နှလုံးကိုရွှင်လန်းစေပါတယ်ဒီမှာကကြတော့အဖဘိုးမင်းကောင်အတွက်တည်ထားပေးတဲ့ရုပ်ထုလေးလည်းရှိပါတယ်ဒီလမ်းလေးကတော့ဓာတ်တော်တောင်ကနေပြီးတော့မှပြန်ပြီးဆင်းတဲ့လမ်းလေးပဲဖြစ်ပါတယ်ဒီအစင်းလမ်းလေးမှာဆိုလို့ရှိရင်လေရဟန်းတန်ဃာတွေတည်င်းသုံးတဲ့တပားချောင်းဆောင်လေးတွေရှိသလိုရဟန်းတန်ဃာတွေစွန်ချက်ပြုတ်ဖို့အတွက်စွန်ဓမ္မယုံလေးလည်းရှိပါတယ်ဒီဓာတ်တော်တောင်မှာတော့သတင်းသုံးတဲ့ရဟန်းတန်ဃာကတော့နည်းတယ်ပေါ့နော်ရဟန်းတန်ဃာအလုံးပေါင်း6ပါးလောက်ပဲသတင်းသုံးပါတယ်ဒီတောင်ပေါ်မှာတော့ကျွန်တော်တို့ဓာတ်တော်တောင်ကနေပြီးတော့နောက်ထပ်ဆက်လက်ထွက်ခွာသွားတဲ့နေရာကတော့တောရအမှတ်5ပဲဖြစ်ပါတယ်ဒီတောရအမှတ်5ဟာဆိုလို့ရှိရင်ဝိဇ္ဇာတောင်လို့လည်းရှိပါတယ်ဒီဝိဇ္ဇာတောင်ဟာဆိုလို့ရှိရင်ဆရာတော်ကြီးတရားထူးရတဲ့နေရာတွေတည်းကတစ်ခုအပါဝင်ပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒါတောရ9ရဲ့တောင်ချေမှာရှိတယ်ကျွန်တော်တို့စွန်စားဓမ္မယုံ
စွန်စားကျောင်းနဲ့ဓမ္မယုံလေးရှိပါတယ်ဒါကတော့ကျွန်တော်တို့ဒီဓမ္မယုံထဲကိုသွားရောက်ပြီးတော့ဝင်ပြီးတော့ကြည်တာပဲဖြစ်ပါတယ်ဟိုဘက်ချမ်းကတော့စွန်စားကျောင်းပဲဖြစ်ပါတယ်ကျွန်တော်တို့တော်ရ5ကအမြဲတမ်းမြစိမ်းတောင်ကျွန်တော်တို့သွားတိုင်းဒီတော်ရ5မှာပဲကျွန်တော်တို့အမြဲတမ်းတဲခုလေးရှိပါတယ်ဒီနေရာဟာဆိုလို့ရှိရင်ကျွန်တော်အရန်သဘောကျတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်အရန်ကိုအေးချမ်းတယ်အရန်ကိုတိတ်ဆိတ်တယ်ပြီးတော့ဒီမှာတဲခုရတာလည်းအရန်ကိုအဆင်ပြေတယ်ပေါ့နော်ဒီနေရာကတော့ဓမ္မယုံပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်မနက်ကိုစောစောရဟန်းတန်ဃာတွေကလာရောက်ဝတ်ပြုလေးရှိကြပါတယ်ဒီနေရာမှာကျွန်တော်တို့တဲခုလေးရှိတဲ့နေရာဖြစ်ပါတယ်ဒီလမ်းလေးကတော့ကျွန်တော်တို့ဝိဇ္ဇာတောင်ပေါ်တက်တဲ့တောင်တက်လမ်းလေးပဲဖြစ်ပါတယ်ဒါကတော့တော်ရအမှတ်5ဝိဇ္ဇာတောင်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့တောင်တက်လမ်းလေးပဲဖြစ်ပါတယ်ကျွန်တော်တို့တွေအခုဒါတောင်တက်နေရပါတော့ဘေးမှာဆိုလို့ရှိရင်လေယောဂီတွေသတင်းသုံးဖို့အတွက်တန်ဃာတွေသတင်းသုံးဖို့အတွက်တပားကျောင်းဆောင်လေးတွေလည်းရှိပါတယ်တပားကျောင်းဆောင်လေးတွေကအများကြီးရှိတဲ့အတွက်ပေါ့နော်လာရောက်တဲ့အခါမှာလာရောက်တဲ့ယောဂီတွေသူတော်ကောင်းတွေအတွက်လည်းတဲခုဖို့အတွက်နေရာမရမှာစိတ်ပူစရာမရှိပါဘူးအေးချမ်းချမ်းနဲ့လုံလုံခြုံခြုံနဲ့တဲခုလို့ရတဲ့နေရာလေးတွေအများကြီးပဲရှိပါတယ်အခုဆိုရင်ဒါဝိဇ္ဇာတောင်ပေါ်ကိုကျွန်တော်တို့ရောက်ရှိပြီပဲဖြစ်ပါတယ်ဒီဝိဇ္ဇာတောင်မှာဆိုလို့ရှိရင်ဆရာတော်ကြီးကဒီမှာဒီစင်ရုပ်ထုကြီးတစ်ခုရှိတာပေါ့နော်ဒီစင်ရုပ်ထုကြီးကထားတာဘာအဓိပ္ပာယ်နဲ့လဲဆိုလို့ရှိရင်ဆရာတော်ကြီးကအရင်ဘဝတုန်းကဒီတောတဲ့ကဒီတောင်ပေါ်ပေါ့နော်ဒီဝိဇ္ဇာတောင်နားမှာဆရာတော်ကြီးကစင်ဖြစ်ခဲ့ဘူးတယ်ဆိုပြီးတော့ဆရာတော်ကြီးကပြောတယ်ပေါ့နော်ဒါကြောင့်မလို့ဒီစင်ရုပ်ထုလေးရာကျွန်တော်တို့ဒီဝိဇ္ဇာတောင်ပေါ်မှာထုလုပ်ပြီးတော့ထားလာရှိတာပဲဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်ကြိုက်ထီးပုံစံတူစီဒီလေးလည်းရှိပါတယ်အဲ့ဒီစီဒီရဲ့အောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဆရာတော်ကြီးတရားထိုင်တဲ့ဂူရှိတာပေါ့နော်ဒါတော့ဝိဇ္ဇာတောင်ပေါ်မှာတည်ထားတဲ့ဖျားစီဒီပထိုးတွေပဲဖြစ်ပါတယ်ဒီတောင်ပေါ်မှာဆိုလို့ရှိရင်ဝိဇ္ဇာရုပ်ထုတွေအများကြီးပဲရှိပါတယ်ပြီးတော့ဒီတောင်ပေါ်မှာရှိတဲ့နတ်ရုပ်ထုတွေတော်တော်များများကပုံမှန်ကျွန်တော်တို့မြင်နေတွေ့နေကြနတ်ရုပ်ထုတွေနဲ့မတူဘဲနဲ့ဒီမှာရှိတဲ့ဒီနတ်ရုပ်ထုတွေရပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘလူးရုပ်ထုတွေကပို့ပြီးတော့များတယ်ပေါ့နော်ဒီတောင်ဟာဆိုလို့ရှိရင်လည်းကျွန်တော်တို့ညဘက်ကိုရောက်တဲ့အခါမှာအရန်ကိုနေလို့ကောင်းပြီးတော့အရန်အေးချမ်းတာစောင်းရသည်လိုမျိုးအချိန်ခါမျိုးသွားတယ်ဆိုလို့ရှိရင်ပို့ပြီးတော့နေလို့ကောင်းပါတယ်ကျွန်တော်တို့စောင်းသည်တွေသွားတဲ့အခါကြလို့ရှိရင်လေဒီတောင်ပေါ်မှာကျွန်တော်တို့အေးချမ်းချမ်းလေးထိုင်ပြီးတော့တရားမှတ်ကြရတယ်စကားလေးတွေပြောကြတယ်တော်တော်လေးကိုမှနေလို့ကောင်းတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်ဒါဝိဇ္ဇာတောင်ပေါ်မှာရှိတဲ့မဟာမုနိရုပ်ဝါတော်မြတ်ပဲဖြစ်ပါတယ်ဒီမှာမြင်နေရတဲ့အဆောင်ဟာဆိုလို့ရှိရင်ဒါအရင်တုန်းကပေါ့နော်ဆရာတော်ကြီးဒီတောင်ပေါ်မှာတရားကျင့်တယ်အားထုတ်တုန်းကပြန်ပြီးတော့ဒီတောင်ပေါ်ကနေဆင်းလာတဲ့အခါမှာဝိဇ္ဇာတစ်ပါးဖြစ်တဲ့ရက်ကန်းစင်တော်ဆရာတော်ကြီးနဲ့ဒီတောင်ပေါ်မှာတွေ့ဆုံခဲ့ဘူးတယ်လို့ပြောကြတယ်ပေါ့နော်အဲ့ဒီအခါမှာဆရာတော်ဒီကနေပြီးတော့အဲ့ဒီကျောင်းဆောင်လေးကိုစောက်လုပ်ပြီးတော့ရက်ကန်းစင်ဆရာတော်ကြီးသတင်းသုံးမှုအတွက်ဆိုပြီးစောက်လုပ်ပေးထားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီဖျားတွေဖူးပြီးတဲ့အခါမှာပေါ့နော်ညနေရောက်တဲ့အခါမှာတော့ကျွန်တော်တို့တဲခိုကြမယ်တောရအဆက်တစ်ကိုကျွန်တော်တို့ရောက်ခဲ့ပါတယ်ဒီနေရာဆိုလို့ရှိရင်လည်းအရင်တုန်းကဒီလိုမျိုးဇီဒီပထိုးတွေကျောင်းဆောင်တွေမရှိခင်တုန်းကအချိန်တုန်းကဆိုလို့ရှိရင်ဆဆပြီးတည်တဲ့အချိန်တုန်းကဆိုရင်အရန်ကိုမှအင်မတန်ကိုမှတရေအချောက်ကျန်းတယ်လို့နာမည်ကြီးတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီတစ်ခေါက်မှာတော့တောရနံပါတ်17အမှတ်5မှာပဲကျွန်တော်တို့တောရအမှတ်17မှာပဲကျွန်တော်တို့တဲခိုခဲ့ပါတယ်
ကျွန်တော်တို့ကယောက်ျားလေးတွေလည်းပါတယ်အမျိုးသမီးတွေလည်းပါတယ်အတွက်ယောက်ျားလေးတွေကတော့ကျွန်တော်တို့ဒီဓမ္မယုံထဲမှာတဲကြတယ်ပေါ့နော်အမျိုးသမီးတွေကတော့ဒီဓမ္မယုံရဲ့အနောက်ဘက်မှာအဆောင်လေးတွေရှိတယ်အဲ့ဒီအဆောင်လေးတွေမှာအမျိုးသမီးတွေကတော့တဲကြပါတယ်နောက်တစ်နေ့ကိုရောက်တဲ့အခါမှာတော့ကျွန်တော်တို့တွေဆရာတော်ကြီးကတရားပေးမှာဖြစ်တဲ့အတွက်ဆရာတော်ကြီးသတင်း300တောရ2ကိုကျွန်တော်တို့အဖွဲ့တွေထိတက်ခဲ့ကြပါတယ်မနေ့10နာရီမှာဆရာတော်ကြီးကတရားပေးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အချိန်မီရောက်အောင်ကျွန်တော်တို့သွားတာပေါ့နော်ဒါကတော့ဆရာတော်ကြီးရဲ့အကြောင်းသွားနေတယ်လမ်းလေးဖြက်လမ်းလေးပေါ့နော်ဒါတောတွေကနေကျွန်တော်တို့ဖြက်ပြီးတော့သွားတယ်ဖြက်လမ်းလေးပဲဖြစ်ပါတယ်ဒီလမ်းလေးတွေရဲ့ဘေးတစ်ဖက်တစ်ချက်မှာဆိုလို့ရှိရင်လည်းဒါရဟန်းတက်ငါတဲ့သတင်းသုံးနေတဲ့တဘာအကြောင်းဆောင်လေးတွေအများကြီးရှိတယ်ပေါ့နော်တီးနှံစားပင်တွေအများကြီးစိုက်ပျိုးထားတဲ့တကယ်ကိုစားစရာလည်းတီးနှံတွေအင်မတန်ပေါ်တဲ့နေရာလည်းဖြစ်တယ်ပေါ့နော်မနေ့ပိုင်းလမ်းလျှောက်ရတာဖြစ်တဲ့အတွက်အရန်ကြီးတော့လည်းမပူဘူးမောလည်းမမောဘူးပေါ့နော်ဒါကတော့ဆရာတော်ကြီးမြသိန်းအောင်ဆရာတော်ကြီးသတင်းသုံးတဲ့တောရအမှတ်2ကဆရာတော်ကြီးသတင်းသုံးတဲ့နေရာဖြစ်ပါတယ်ဒါဒီလမ်းကတော့ကျွန်တော်တို့ဆရာတော်ကြီးတရားပေးမှဖြစ်တဲ့အတွက်ကျွန်တော်တို့တရားပေးမယ်ဒီဓမ္မယုံကိုကျွန်တော်တို့ခြိတက်နေကြတာပဲဖြစ်ပါတယ်ဒီလမ်းရဲ့ဘေးလေးတစ်ဖက်တစ်ချက်ဒီအကုန်လုံးမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့တပားចောင်းဆောင်လေးရဟန်းသက်ငါတွေတင်းနေသုံးတဲ့တပားចောင်းဆောင်လေးတွေအများကြီးရှိပါတယ်ဒီနေရာကတော့ကျွန်တော်တို့တရားနာကြမယ်ဆရာတော်ကြီးတရားပေးမယ့်နေရာပဲဖြစ်ပါတယ်မနက်7:00နာရီမှာဆရာတော်ကြီးကတရားပေးပြီးပါတယ်ကျွန်တော်တို့တွေဆရာတော်ကြီးရဲ့တရားကိုတည်တည်ချာချာလဲနာခဲ့ရပါတယ်တရားထူးတရားမြတ်တွေကိုလည်းဟောကြားပေးတဲ့ဆရာတော်ကြီးကိုလည်းကျွန်တော်တို့အထူးအင်မတန်မှယူတည်လေးသားစွာဖြင့်ဖူးမြော်ရှိခိုးပါတယ်နေ့လယ်7:00နာရီမှာတော့ကျွန်တော်တို့တောရ2ကအစွန်စားကြောင်းမှာပဲကျွန်တော်တို့သုံးဆောင်ခဲ့ပါတယ်နေ့လယ်စာသုံးဆောင်ပြီးတော့နေ့လယ်1:00နာရီမှာမြစိမ်းတော်ကနေကျွန်တော်တို့ပြန်လည်ထွက်ခွာခဲ့ပါတယ်အမြန်လန်းလေးရတော့မိုးလေးတစ်ဖွဲနဲ့အေးချမ်းလေးနဲ့ပဲကျွန်တော်တို့ရန်ကုန်ကိုညနေလောက်မှာပြန်ရောက်ခဲ့ပါတယ်ခင်ဗျာ